2026-2029 ဘဏ္ဍာရေးနှစ်အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနဲ့ကျေးလက်နေမိသားစုများရဲ့ဝင်ငွေတိုးတက်ရေးစီမံကိန်းအရာမိုင်းဆက်မြို့နယ်မိုင်းတွန်းတောင်ပေါ်အုပ်စုဘိုးရအာခါကျေးရွာရှိဒေသခံအမျိုးသမီးများရဲ့အတန်ဝန်ချောင်းစွမ်းရည်မြင့်တင်ရေးနဲ့အလုပ်ကိုင်ခွင့်လန်းများဖန်တီးပေးနိုင်ရေးအတွက်ဖွင့်လှစ်တဲ့အခြေခံဆက်ချုပ်တင်နန်းဖွင့်ပွဲခမ်းနားကိုအခုလ10ရက်မနက်ပိုင်းကကျင်းပပါတယ်ပထမဦးဆောင်မိုင်းဆက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစိုးစိုးရွှေကအပွဲမှာစကားပြောကြားရမှာတင်နန်းမှာရရှိတဲ့ပညာရပ်များကိုလက်တွေ့အသုံးချပြီးမိသားစုဝင်ငွေတိုးတက်ရေးနဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်အကျိုးရှိစွာအသုံးချကြရန်တိုက်တွန်းပြောကြားပါတယ်အဲဒီနောက်တာချီလေးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှုဦးအောင်ထွေးဝင်းကတင်နန်းဖွင့်လှစ်ရခြင်းရဲ့အရွယ်ချက်များတင်ကြားမဲ့ဘာသာရပ်များနဲ့တင်နန်းပြီးဆုံးမှာကအတမွေးချလုပ်ငန်းများထူထောင်နိုင်မဲ့ခွင့်လန်းများကိုရှင်းလင်းပြောကြားပါရယ်အဲဒီနောက်မိုင်းဆက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကတင်နန်းသုံးကုန်စည်ပစ္စည်းများတင်ထောက်ကူပစ္စည်းများကိုတင်နန်းသူများထံအသီးသီးပေးရကြပြီးခင်းကျင်းပြသထားတဲ့တင်နန်းသုံးစစ်ပစ္စည်းများကိုလက်လည်ကြည့်ရှုစစ်ဆေးကတင်နန်းသူများအားအားပေးစကားများပြောကြားပါရယ်အခြေခံဆက်ချုပ်တင်နန်းမှာမိုင်းတွန်းတောင်မော်အုပ်စုဘိုးရအာခါကျေးရွာမှာအာခါတိုင်းသူ15ဦးတက်ရောက်တင်ယူလျက်ရှိပြီးကျွမ်းကျင်နည်းပြများကစားတိတ်လက်တွေတင်ကြားပို့ချသွားမှာဖြစ်ပါတယ်။တင်နန်းကာလမှာဆက်ချုပ်ဆက်ထိန်သိမ်းနီအချီထိုးနီလက်ချုပ်နီကျဲသီးဖောက်နီအမျိုးသမီးဝဲအထည်မျိုးမျိုးနဲ့ ready made အင်ကြီးဒီဇိုင်းမျိုးမျိုးချုပ်လုပ်နည်းများကို45ရက်ကြာအခမဲ့တင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။အဲဒီတင်နန်းမှာတစဉ်ဒေသခံအမျိုးသမီးများအနေဖြင့်အတမွေးချောင်းအတတ်ပညာများတက်မြောက်လာပြီးကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်နိုင်ခြင်းမိသားစုဝင်ငွေတိုးတက်လာခြင်းနဲ့ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုနိုင်မှာဖြစ်တယ်လို့သတင်းရရှိပါရရှင်။